မင်္ဂလာပါရှင် Latest Data Scientist ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Data Science ကိုနယ်ပယ်ကဏ္ဍအသီးသီးမှာဘယ်လိုမျိုးအသုံးပြုနေကြလဲဆိုတာနဲ့ Data ဟာကျမတို့ရဲ့နေ့စဉ်ဘဝမှာဘယ်လောက်ထိအရေးပါနေပြီလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စီးပွားရေးလုပ်ငန်းနယ်ပယ်တွေမှာ Data ကိုဘယ်လိုအသုံးပြုနေကြလဲဆိုတာနဲ့စလိုက်ကြမယ်နော်။စီးပွားရေးလုပ်ငန်းတစ်ခုမှာ Sales အပိုင်း Customer အပိုင်း HR အပိုင်း Operation Management အပိုင်းပေါ့နော်စသဖြင့်ဒီကဏ္ဍအသီးသီးမှာ Data ကိုအသုံးပြုပြီးတော့စီမံခန့်ခွဲကြပါတယ်။အမဒီနေ့မှာတော့ Customer Data တွေကိုဘယ်လိုမျိုးအသုံးပြုကြလဲဆိုတာကိုအနည်းငယ်ရှင်းပြပေးပါမယ်။အနောက်ဆုံးအနေနဲ့ကတော့ Customer Segmentation လို့ခေါ်တဲ့ဒီ Customer တွေရဲ့ Demographic Data တွေ Geographic Data, Behavioral Data နဲ့ Psychographic Data လို့စရှိတဲ့ဒီလို Data တွေကိုအသုံးပြုပြီးတော့မှ Customer တွေကိုအုပ်စုခွဲတာမျိုးပါ။ပြီးတော့မှကိုယ့်ရဲ့ဒီလုပ်ငန်းလိုအပ်ချက်သဘောတရားပေါ့နော်အဲ့ဒီပေါ်မှာမူတည်ပြီးတော့ဒီ Targeted Campaign တွေရေးဆွဲတဲ့အခါမျိုးမှာဒီ Targeted Customer တွေကိုရှာဖွေတဲ့အခါမျိုးမှာဒီ Customer Segmentation ကိုအသုံးပြုပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ Customer Chain Prediction လို့ခေါ်တဲ့ဒီကိုယ့်လုပ်ငန်းကနေပြီးတော့ဘယ် Customer တွေကထွက်သွားနိုင်ခြေရှိလဲဆိုတာမျိုးကိုကြိုတင်ခန့်မှန်းတာမျိုးပါအဲ့ဒီမှာလည်းဒီ Data Science ကိုအသုံးပြုပြီးတော့ Prediction တွေလုပ်ကြပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ Customer Lifetime Value Analysis လို့ခေါ်တဲ့ဒီကိုယ့်လုပ်ငန်းအတွက်ပေါ့နော် Customer တယောက်ကဘယ်လောက်ထိ value ရှိလဲအဲ့ value ပေါ်မှာမူတည်ပြီးတော့ဘယ်လိုမျိုး strategy နဲ့သွားမလဲဆိုတာမျိုးတွက်ချက်တဲ့အခါမျိုးမှာလည်းဒီ Data Science ကိုအသုံးပြုပါတယ်။ဒါအပြင် sentiment analysis လို့ခေါ်တဲ့ဒီကိုယ့်ရဲ့ product တစ်ခုပေါ်မှာcustomer တွေကကောင်းခြင်းဆိုးခြင်းဘယ်လိုမျိုး feedback တွေပေးနေလဲအဲ့ဒီ feedback တွေပေါ်မှာမူတည်ပြီးတော့ကိုလုပ်ငန်းအနေနဲ့ရောပေါ့နော် product ပေါ်မှာပြင်ဖို့လိုလား sales အပိုင်းမှာပြင်ဖို့လိုလား service အပိုင်းမှာပြင်ဖို့လိုလားစသဖြင့်ပေါ့နော်ကိုယ့်ရဲ့ဒီလုပ်ငန်းမှာလည်းဘယ်လိုပိုင်းတွေပြင်ဆင်ရမလဲဆိုတာကိုစဉ်းစားတဲ့အခါမျိုးမှာဒီလိုမျိုး sentiment analysis တွေလုပ်ကြပါတယ်။ဒါဆိုရင်တော့ business တွေမှာ customer data ကိုအသုံးပြုပြီးတော့ data science နဲ့ဘယ်လိုမျိုးစီမံခန့်ခွဲကြရဲဆိုတာကိုသိသွားပြီထင်ပါတယ်။ e-commerce အပိုင်းမှာဆိုရင်တော့ user တယောက်က product တစ်ခုကိုရှာလိုက်တာနဲ့ similar products တွေကိုပြပေးတဲ့ recommendation system တွေနောက် dynamic pricing system တွေပေါ့နော်ဒီလိုမျိုးပိုင်းတွေမှာ data science ကိုအသုံးပြုပါတယ်။ဒါအပြင်ကျမတို့နေ့စဉ်အသုံးပြုနေတဲ့ social media platform တွေအထူးသဖြင့်ဒီ Facebook မှာ newsfeed ရဲ့ post တွေပေါ့နော်ဒီ post တွေဟာဆိုရင် user တယောက်ရဲ့ဒီ personality နဲ့ match ဖြစ်မယ်သူ့ရဲ့အကြိုက်ဆုံးဖြစ်မယ် content တွေကို content personalization system လို့ခေါ်တဲ့ဒီ algorithm တွေနဲ့ရေးဆွဲတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီ YouTube တို့ Netflix တို့မှာလည်း user ကြိုက်မဲ့ဒီ video တွေကို recommend လုပ်တဲ့အခါမှာလည်း video recommendation system တွေပေါ့နော်ဒါတွေကလည်း data science ပေါ်မှာအခြေခံပြီးတော့ရေးဆွဲဖန်တီးထားတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီ gaming industry တွေမှာလည်း player ရဲ့ behavior analysis တို့နောက်ဒီ player ပေါ်မှာမူတည်ပြီးတော့ targeted marketing campaign တွေရေးဆွဲတဲ့အခါမှာလည်း data science ကိုအသုံးပြုပြီးတော့စီမံခန့်ခွဲကြပါတယ်။ကျမတို့ကျန်းမာရေးကဏ္ဍမှာဆိုရင်လည်း disease prediction နဲ့ပတ်သက်တဲ့အပိုင်းတွေမှာ data science ကိုအသုံးပြုပါတယ်။ဥပမာဒီ COVID-19 တုန်းက area တစ်ခုမှာပေါ့နော်ဒီယောဂကူးစက်ပြန့်ပွားနိုင်ခြေကဘယ်လောက်ထိရှိလဲဆိုတာမျိုးကြိုတင်ခန့်မှန်းတဲ့အခါမျိုးမှာသုံးပါတယ်။ဒါအပြင်ဒီဆေးရုံတွေ clinic တွေမှာဆိုရင်လည်းpatient data နဲ့ပတ်သက်တဲ့အခါမျိုးပြီးတော့ hospital management နဲ့ပတ်သက်တဲ့အခါမျိုးတွေမှာဒီ data ကိုတွင်ခြေစာသုံးပါတယ်ရှင်။ insurance အပိုင်းတွေမှာလည်း claim form analysis လုပ်တဲ့အခါမျိုးမှာ data science ကိုအသုံးပြုပါတယ်။ဒါအပြင်ဒီ finance industry, banking industry ပေါ့နော်အဲ့ဒီမှာဆိုရင်လည်း loan approval process တွေမှာrisk နဲ့ performance analysis လုပ်တာမျိုးအဲ့ဒီမှာ scoring ပေးတာမျိုးပေါ့နော်အဲ့လို process တွေမှာလည်းသုံးတယ်။ဒါအပြင်ဒီ customer ရဲ့ transaction data တွေပေါ်မှာမူတည်ပြီးတော့ management လုပ်တဲ့အခါမျိုးတွေမှာသုံးပါတယ်။နောက် credit card fraud detection လို့ခေါ်တဲ့ဒီ credit card ဥပမာပေါ့နော်ကိုက credit card ကိုမြန်မာနိုင်ငံမှာပဲအမြဲအသုံးပြုနေတဲ့ credit card တစ်ခုကနိုင်ပိုင်းအတွင်းမှာဒီ foreign transaction တစ်ခုရှိလာရေးဆိုရင်ဒါ fraud ဖြစ်နိုင်ခြေများတဲ့အတွက်ဒီပေါ်မှာမူတည်ပြီးတော့alarm system လုပ်တာမျိုး detection ပေါ့နော်ကြိုတင်ပြီးတော့ credit card ကိုလိမ်လည်ပြီးတော့အသုံးပြုတာမျိုးမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အခါမျိုးပေါ့နော်အဲ့လိုမျိုးတွေ process တွေမှာ data science ကိုအများကြီးအသုံးပြုနေကြပါတယ်။ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးမှာ data science ကိုနယ်ပယ်ကဏ္ဍအသီးသီးမှာဘယ်လိုမျိုးအသုံးပြုနေကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီလိုမျိုး user data တွေ customer data တွေပေါ်မူတည်ပြီးတော့ business ဘက်ကနေနောက်ထပ် action plan တွေ business strategy တွေအများကြီးဆက်လုပ်သွားလို့ရတာဖြစ်တဲ့အတွက်ကြောင့် data တွေအသုံးပြုတဲ့အခါမှာ business ဘက်ကလည်း ethical use ဖြစ်ဖို့ကအရေးကြီးပါတယ်။ဒါအပြင်ကိုက customer တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့ data တွေကိုပေးတဲ့အခါမှာလည်းကိုယုံကြည်ရတဲ့ business ကိုယုံကြည်ရတဲ့ website တွေ link တွေမှာပဲသေချာလေး view တစ်စိုက်ဖြစ်သွင်းဖို့ကိုလည်းအကြံပေးလိုက်ပါတယ်။
ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်း data science နဲ့ပတ်သက်တဲ့ knowledge တွေကိုအများကြီး sharing လုပ်ပေးသွားမှာဖြစ်လို့ထပ်မံပြီးတော့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားပေးပါအောင်နော်